안녕하세요, 여러분. 세상 유주천이 아니줘서 라이파리. 그래서 사실마 땡게 다이메 디 말레베 저 라이팅 아살리 돼 비냐나 명하고 디포니네 사비어 대자비다마 피파리그며. 오케이. ဒီနေ့မှလည်းဆရာကစိတ်ဝင်စားဖို့ကောင်းတဲ့ခေါင်းစဉ်တစ်ခုရွေးချယ်ထားတာဆိုတော့ဒီခေါင်းစဉ်နဲ့ပတ်သက်တာတွေဘယ်လိုရေးကြမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်ခင်ဗျာ 오케이 ပါဒါဆိုရင်ကြည့်ကြည့်အောင် 자, 카운슬링인데 디폰 사례고 위치에 비타바이. 카운슬링고 자료인에서 발지야마. 카운슬링만 비타나가자로 세로디 예선 5살 예선 5세 이상의 노인 인구가 고속도로 증가하여 우리 사회는 이미 고령화 시대로 접어들었다. အဲ့တော့ကြည့်လိုက်မယ်ဆိုရင်ဒီကြောင်းပဲဖတ်ကြည့်လိုက်မယ်ဆိုရင်အသက်65နှစ်နဲ့အထက်လူကြီးပိုင်းတွေကကျွန်တော်ကလူကြီးပိုင်းရည်တက်တဲ့တကြီးတွေတွေကကိုယ်ဆို့တို့အလင်းစလုံးနေနဲ့ကျွန်တော်ကပြပြလာပြီးတော့မှကျွန်တော်တို့ရဲ့လူမှုဖွဲ့စည်းမှာလည်းပဲဘယ်လိုဖြစ်လာလဲဆိုတော့ကိုလျောင်းဟာရှိတဲ့ဆိုတော့ဒီအိုမင်းမျိုးများနေတဲ့ခေတ်ပေါ့ဆိုတော့ကျွန်တော်ကလူငယ်သိမ့်မရှိဘဲနဲ့လူကြီးလူငယ်တက်ကြီးတွေအိုမင်းရောတဲ့ခေတ်ပုံစံမျိုးကိုရောက်ရှိနေပါပြီ 고령화 시대의 문제를 줄일 수 있는 효과적인 방법에 대해 아래의 내용을 중심으로 주장하는 글을 쓰라. 뭐냐면은, 서로 ဒီလိုမျိုးခုနကပြောတဲ့လူကြီးပိုင်းတွေများပြားလာတယ်တကြီးရွယ်မှုဒီတကြီးပိုင်းတွေများလာတဲ့ဝိမင်းရုပ်တွေများလာတဲ့ဒီခေတ်ကြီးကိုလျှော့ချနိုင်မယ်ထိရောက်မဲ့နည်းလမ်းတွေကို고령화 시대로 접어들게 되면 어떤 문제? 다소위 프라마르체가 문제고, 디 오메이어 무크대우 역시나의 가마 베저나가 오메이어 무크수한테 디 고령화 시대로 제가 뭐 따지바인 킬로에 알레 바다 별에 뭐노 솔로제나가 따지바인이 냐라데ခေတ်ကို ပြောချင်တာအားကြောင့်မလို့အလွယ် 따지바인 킬로 바다 별에 밤에 따지바인 킬이마 제로가 ဘယ်လိုမျိုးပြဿနာတွေဖြစ်လာနိုင်လဲဒီခေတ်မှာဘာပြဿနာတွေဖြစ်လာနိုင်လဲ고령화 시대의 문제를 줄이려면 국가적 제도적으로 어떤 능력이 필요한가ဒီလိုမျိုးဒီတကြီးပိုင်းခေတ်မှာဆိုရင်ဖြစ်လာတဲ့ပြဿနာတွေကိုလျှော့ချဖို့အတွက်နိုင်ငံအနေနဲ့ကလည်းပဲစနစ်ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးတွေကြိုးပမ်းမှုကလိုအပ်တယ်လေဒါဆိုရင်제도적 논력 뭐 제도 못되나마 논력 어디야 비시부터 논력 다음에 또 논력고마 제도적으로 필요한 우리 반인데 비어 별로 스네데 다들 하고 보비어 아다비시 때마이 행복한 노후를 위해 우리 스스로 준비해야 할 것은 무엇인가? 뼈신의 노후를 위해 뼈신의 아다지만 보아보 소리자 그러므로 그 뼈신의 아다지지만 뼈신의 내 대모 도양 아루리가 레베 꼬꼬라이 비엔시야메니야 바이심레 다소인 스스로 준비해야 할 꼬꼬라이 비엔시데나 바이심레 ဆိုတော့ဒီတော့ဘာလို့စုစုပေါင်း3ခုရှိပါမယ်ဆိုတော့ဒီ3ခုရဲ့မိကုံကိုကျွန်တော်မြန်မာလိုပဲစဉ်းစားကြည့်အောင် 따지바이里面来的可以说叫လူငယ်သိမ့်မရှိရောလူကြီးပိုင်းတွေတားများလာတယ်ဆိုတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဆရာတို့ကဘာတွေလုပ်ကြမလဲမလုပ်ခမလုပ်ကြခင်ပါတော့ဘာမှမရ ဆိုတော့အဲ့လိုမပေးနိုင်တဲ့အတွက်ဆရာတို့ကဒီလူကြီးတွေအနေနဲ့ဒီလူတွေပေါ့နော်တကြီးပိုင်းတွေကြတော့ဘယ်လိုဖြစ်လာမလဲသူတို့တွေကတဖြည်းဖြည်းထိကျန်လာတယ်ပေါ့စိတ်ပိုင်းဆိုင်ရာလည်းထိကျန်လာနိုင်တယ်နောက်ခုနဘာတွေရှိမလဲအားလုံးမလုံနိုင်တာပေါ့လေအလုံးမလုံနေတဲ့အတွက်ဒါပါတော့အဲ့ဒီမှာဒါသားသမီးတွေကမထောက်ပံ့ဘူးဆိုရင်ဆရာကဆင်းရဲနွမ်းပါးမှုတွေဖြစ်နိုင်နေဟုတ်တယ်မလားအဲ့ခါကျတော့ဆရာတို့အထီးကျန်ပြီးတော့တေဆုံးတာတွေဒီလေဖြစ်နိုင်တာပေါ့ဒါကတော့အလွယ်စဉ်းစားလိုက်တာပြောခြေတို့ကြောတဲ့ဥပဒေအရဆိုစဉ်းစားကြည့်ဥပဒေအရဆိုလွယ်ပါတယ်လူကြီးပိုင်းတွေဆိုတာဒီ60ကျော်တွေဆိုရင်ညီမနိုင်ငံမှာသိတာပဲပင်စင်ရှိတယ်ဟုတ်ဒါဆိုသူတို့တွေအတွက်လူမှုဖူလုံရေးပဲဖြစ်ဖြစ်ပင်စင်ဖြစ်ဖြစ်အဲ့ဒါလေးတွေကိုဆရာတို့ကလုံးဆောင်ပေးတဲ့စနစ်ပေါ့နော်နောက်ပြီးတော့
ဒီလိုမျိုးလူကြီးပိုင်းတွေအတွက်ဆိုရင်လည်းဆရာတို့ကဒီစေတနာဝန်ထမ်းလို့လုပ်လို့ရမယ်စေတနာဝန်ထမ်းနေနဲ့လူကြီးပိုင်းတွေကိုပေါ့နော်ဆရာတို့ဟိုဘာလို့ပြောမလဲစိတ်ကျန်းမာရေးရပဲဖြစ်ဖြစ်ဒီလိုမျိုးစကားပြောပါလေထားပေးရမျိုးပေါ့နော်အဲ့လိုမျိုးပြောချင်တာအဓိကတော့ဟိုပါပေါ့ဘိုးဘွားရေးတာပုံစံမျိုးပေါ့ကွာဘိုးဘွားရေးတာပဲပဲတော့ဘိုးဘွားရေးတာကြတော့မစောင့်ရှောက်နေလို့ထားကြလေအဲ့လိုမဟုတ်ဘဲနဲ့ဆရာတို့ကလူကြီးပိုင်းတွေဘယ်လိုပြောမလဲလာပြီးတော့အဲ့ဒီနေရာကိုလာပြီးတော့မှစကားရေးပြောကြမယ်အချင်းချင်းဟိုအထီးမကျန်အောင်ပေါ့နော်အဲ့လိုလုပ်ပေးမယ့်နေရာတစ်ခုခုမှာဒီစဉ်းစားဝင်နေမယ်လုပ်ပေးနိုင်မယ့်လူတွေအဲ့လိုမျိုးရှာပေးရတယ်ဒါတွေတော့လုပ်တင်တယ်ပေါ့နော်အာညမျိုးကြီးလုံးတင်တယ်လို့တော့ထင်တယ်အဓိကလူကြီးတွေကြတော့စကားပြောချင်ကြတယ်လေအသက်ကြီးတဲ့စကားပြောချင်ကြတယ်ဟိုဘာတွေတော့မဟုတ်ဟိုဒီပေါ့နော်ရောက်မိရပါလေလေပြောချင်ကြတယ်ဆိုတော့အဲ့ဒီချက်တွေလေးဆရာတို့ရေးသားလို့ရတယ်နောက်တစ်ခုကကျတော့ကိုယ်တိုင်နေနဲ့ဘာပြင်ရမလဲအဲ့တော့စဉ်းစားကြည့်ကိုယ်တိုင်စကြည့်ငါဒါအသက်ကြီးသွားလို့ရှိရင်ငါအဲ့လိုဖြစ်သွားရင်ဘယ်လိုလုပ်ကြမလဲလွဲပါရဲ့အဓိကကတော့အသက်ကြီးလာလို့ရှိရင်အဲ့လိုမဖြစ်ရလေဘာလို့မလဲပတ်စံချူရှာထားပေါ့ဟုတ်တယ်မလားစီးပွားရေးရဆိုတော့ပတ်စံရှာထားရမယ်မြန်မာစကားတော်ရှိပါဗါလဲအိုဇာမင်းစားဟုတ်တယ်မလားအိုဇာမင်းစားလေးရှာထားရမယ်ဆိုရအားလေးရှိတယ်လို့ပဲအဲ့တော့ကိုယ်တိုင်လည်းအိုဇာမင်းစားအတွက်ရှာထားတဲ့နေပတ်စံနေစုထားတဲ့နေပေါ့နော်ဒါမှတော့ကိုကအသက်ကြီးတော့အိမ်တော်နေပါပြီးတော့မယ်ဟေးဆိုရင်ဒါကတော့တာသမီအတွက်ဒါကတော့ငါအတွက်ဦးစားမင်းစားလေးတော့မိဘတွေပြောရလဲကြားဖို့ပဲထင်ပါတယ်ဒါကတော့နေတို့အတွက်ဒါကတော့တာသမီအတွက်ဒါကတော့ငါသားအတွက်ငါသမီးအတွက်ဦးစားမင်းစားတွေကတော့နည်းနည်းလေးခြံထားတာပေါ့အဲ့လိုပုံစံတွေပြောချင်တယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်ဆိုရင်လည်းပဲဦးစားမင်းစားလေးတွေခြံထားတင်တယ်နောက်ဘာရှိအောင်လဲနောက်ကျွန်တော်စိတ်ပိုင်းဆိုင်ရာအခါထားပါတော့စိတ်ပိုင်းဆိုင်ရာဆိုရင်လည်းဒီခုနပြောသလိုကိုယ်တယောက်တည်းပြင်းနေမယ်စားကိုယ့်ရဲ့ဝါသနာပါရလေးလုပ်ဖို့ပြင်ဆင်ထားပါပေါ့တချို့တကြီးရေဟိုတွေကြားရတယ်လေဟိုအိမ်မှာပဲနေတာရှိတယ်လို့တချို့ကြားရတယ်ကိုယ်ဝါသနာပါရလေးလုပ်ကြတယ်အဲဘာလို့ပြောမလဲဟိုတချို့ကြားရတယ်ငါးများကြတယ်တချို့ကြားရလဲကျတော့ဟိုမနက်ပိုင်းလေးအကစားလုပ်ကြတယ်နောက်ပြီးတော့အပင်လေးတွေစိုက်ကြတယ်တချို့ကြတော့လေဟင်းချက်တာတွေတချို့ကြတော့လေအဲ့လိုမုန့်နေပါရင်ဟင်းတွေအပျော်ရောင်းတာရှိတယ်ကျတော့နားမှာဆိုရင်အဲအဲ့အဖွားဆိုရင်သူကဈေးတာရောင်းတယ်သူကအပျော်ရောင်းတယ်ဒီလားဟိုဈေးလဲအလောက်အများကြီးမရှိဘူးပေါ့နော်တနေ့လေးဟိုဈေးနည်းနည်းယူပြီးတော့မှတော်တော်ကြီးပေးရအဖွားတယောက်ရှိပေါ့နော်သူဘာဖြစ်လို့ဆိုဝါသနာပါလို့သူကရောင်းနေမြင်သူဝါသနာပါရောင်းတယ်သူရဲ့ဝါသနာကြီးရပေါ့နော်သူကမုံရောင်းတာတခုရှိအဲ့လိုမျိုးပေါ့ကိုဝါသနာပါရမျိုးတွေလောက်တာလေးတွေလေဇာတ်ရေးခွင့်ရှိဒီမှာတော်တော်လေးကအချက်ကစုံသွားပြီပေါ့ဆိုတော့ဒီအချက်တွေကိုအသုံးပြုပြီးတော့ဆရာတို့ကစာလေးရေးကြပါမယ်ကဲဒါဆိုရင်ပထမဆုံးနီရန်နဲ့ဒီပထမဆုံးတစ်ချက်နဲ့ရေးဖို့အတွက်ဆရာတို့ဘယ်လိုရေးကြမလဲကြည့်ကြည့်အောင်ပါသူပေးထားကကိုရောက်ဟာရှိတယ်လို့နော်သူပေးထားပထမဆုံးမိက저번들게되면어떤문제အဲ့တော့ 문제နဲ့မလာခင်မှာဆရာတို့စောစောနဲ့ဆက်ရမှာပေါ့နော်ညီတန်းလေးနည်းနည်းအစချပြီးတော့မှသူမိရဲ့မိကုန်းနဲ့ဆရာတို့ဆက်ကြမယ်ကဲဒါဆိုရင်ဆရာတို့စကြရအောင်ပါအဲ့တော့현대사회는 의학의 발달과 생활 수준의 향상으로 평균 생수명이 연장되면서 급격한 고령화 시대를 맞이하고 있다. OK ဒါဆိုကြည့်အောင်ပါကျွန်တော်ပထမဆုံးအနေနဲ့ဒီခုလက်ရှိပေါ့နော်လက်ရှိခေတ်ကဆိုရင်တော့ဤဟကေဘာသာကွာဒီစေပညာအရတိုးတက်မှုတွေတို့စိန်ဝိုင်းစုကျွန်တဲ့향상으로ဒီလူနေမှုစင်တယ်လည်းမြင့်မားလာတဲ့အအတွက်ကြောင့်မလို့평균ပြင်းမြတ်수명상의ဟိုကုသလို့မရနိုင်တဲ့ယောဂကြီးမဟုတ်ဖြစ်နေတော့မှအချိန်နဲ့ငယ်ဆွဲဆန်းလို့ရတယ်ပေါ့နော်ဆိုတော့ဆရာနေနိုင်တဲ့အသက်တရားလည်းပဲနည်းနည်းလေးရှည်ကြလာပြီးတော့မှဘယ်လိုဖြစ်လာလဲဆိုတော့ကိုယ်လျော့ဟွာရှိတဲ့အဲ့ဒီတက်ကြီးရွယ်ဟိုတွေကနည်းနည်းလေးများလာပါတယ်노인 인구의 비중이 높아지는 것은 사회 전반에 모처 다양한 변화를 볼거 일으키며 저 이러면 루지바이니 다지 뭐 포파이 베타와 뭐 냐라의 뭐너 인구의 비중이 초보 냐라의 초보 조사가 바로 냐라래 소리의အကြောင်းရင်းနေနေကတော့အကြောင်းရင်းနေနေနေကတော့이ဘယ်လိုပြောမလဲဤစာဝဲဂျုံပန်ပေါ့ဒီလူဖွဲ့စည်းရဲ့ဂျုံပန်နဲ့ခေါ်ချောဆိုခါကြတော့လူဖွဲ့စည်းတဲ့လုံးမှာဆရာတို့ကဒီတဝက်ကျော်ကျော်အများကြီးပေါ့နော်လူကြီးရဲ့အချိုးစားကြီးများလာရဲ့အကုန်လုံးဒီပါလောက်ကဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့အတွက်ဒိုင်ဟန်ပြောတာတော့ဒီဘယ်လိုပြောမလဲမျိုးစားပြောင်းလဲမှုမျိုးစုံပေါ့နော်ပြောင်းလဲမှုမျိုးစုံတွေကိုဘူတော့ခုခီမြောက်အလဲပြောရင်တော့ဖြစ်လာစေနေတော့ပေါ့နော်ဒီလိုမျိုးပြဿနာရဲ့ဒီကိုခဏခဏဖြစ်လာစေပြီးတော့မှအေးတာတော့ဒါနဲ့ပတ်သက်ပြီးတော့မှ적절한 대응책 마련이 시급한 과제로 떠오르고 있다. ခုနကပြောသလိုဒီလူကြီးစူးစမ်းမြင်မာလာပြီလူဖွဲ့စည်းတွေပါလေပြောင်းလဲမှုရှိတာတဲ့အတွက်ကြောင့်မလို့ဒီအရာနဲ့ပတ်သက်ပြီးတော့မှ
ဟုတ်ပြီနော်ဒီအနဲ့ပတ်သက်ပြီးတော့မှဆရာတို့က적절한 대응책 서တင်တော်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုဆရာတို့ကရှီကိုပန်းခွာချေတို့အလင်းစတို့လှုပ်ဆောင်မှုအတွက်ကြတော့အလင်းစနန်လှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တစ်ခုပေါ့နော်အလင်းစတို့လှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တစ်ခုအနေနဲ့ဖြစ်လျက်ရှိပါတယ်အဲ့တော့ဥဆောင်ပြဿနာကြီးလာတာပဲပေါ့နော်ဥဆောင်ပထမအဆုံးအနေနဲ့ဒီကိုလျောင်းဟာကရှင်းမတယ်မြောင်းဒီတက်ကြီးတွေကိုပိုင်းနေအိုမင်းရုံတွေပိုပြီးများလာမယ်ဆိုရင်သို့တော့အင်ကူကဲဒီအလုံးလုံးနိုင်တဲ့နော်အလုံးလုံးနိုင်တဲ့လူဦးရေအတွက်တွေကခမ်စုတော်ရင်ရဲ့ရောကြသွားနေတဲ့အတွက်경제성장이더나아되는문제가발생하다စီးပွားရေးရတိုးတက်မှုတွေကလည်းပဲဆရာတို့ကနှွေးကွေးသွားတာလေးလည်းဖြစ်နိုင်ပါတယ်ပေါ့နော်ယောဂီနဆရာကခုနပြောသွားရဲ့ခဏနော် highlight တာပဲမယ်အဲ့တော့ယောဂီ경제, 경제 성장이 동화되다, 동화ပေါ့နော်동화되다. အဓိကသူပြောချင်တာကစီးပွားရေးတိုးတက်မှုနှိကွေးခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်စီးပွားရေးတိုးတက်မှုနှိကွေးခြင်းတွေကိုပဲဆရာတို့ကဖြစ်စေနိုင်ပါတယ်생산 가능 인구는 여러 이 토론 난산시의 루우이가 여자다의 토론 난산시의 루우이에서 끌림 모이라고 표현하니 중에 미시에서 끌림 시요 그래 알았습니다 네팔라라고 알로 냐비아 네팔라의 샤드파마 노인 보양비는 급증하여 너 루이 디 끌리리 ဒါပါတော့ခုနကပြောသလိုလူကြီးထုံးလုံးနိုင်စနေနေပါလူတွေလူကြီးပိုင်းတွေကိုဆရာတို့ကဘာလဲဘူယမ်းပြီးဆိုတော့ထောက်ပံ့စီပေါ့သူတို့လူကြီးတွေကိုပြန်ပြီးတော့ထောက်ပံ့နေရစေဒီကပို့ပြီးတော့များလာတဲ့အတွက်ကြောင့်မို့လို့ခုကချင်းကြောင့်ငဲကန်းဘူဒါမချူကေတင်တာဒီနိုင်ငံတော်ဘဏ္ဍာရေးဘက်တွေပေါ့နော်နိုင်ငံတော်ဘက်ကဘဏ္ဍာရေးဘက်ကိုလည်းပဲတော်တော်လေးကိုဝင်တော့ဝင်ဖို့ဖြစ်စီလူငယ်တွေနေကတော့အလုံးမရှိကြတော့လူကြီးကများလာလူကြီးကအလုံးနားကြပြီလေနားကြတော့လူငယ်ပိုင်းတွေရှိရလူငယ်ပိုင်းတွေလုပ်တဲ့အခါမှာဒီမလောက်တာတွေသူတို့ရဲ့အသုံးစရိတ်တွေများလာတဲ့အတွက်နိုင်ငံတော်ကနေပြီးတော့ထောက်ပံ့တဲ့စရိတ်ကလည်းနည်းနည်းလေးဝင်တော့ဝင်ဖို့ဖြစ်လာပါရဲ့또한 답이어마 노인 비공과 고독사 같은 사회적 소외 현상 역시 간과할 수 없는 심각한 문제로 대두되고 있다. 답이어마 이 루오리가 바벨라면서 빈곤과 고독사 빈곤과 고독사 빈곤과사가 이제 티제나 보살물이 뭐노 고독사가 자 티제 တည်ဆုံးတာပေါ့နော်ဒီကျန်တည်ဆုံးတာတွေဖြစ်လာမယ်နောက်ပြီးဆင်းရဲနှံပါမှုပေါ့နော်ဘင်းကုန်းကကြဆင်းရဲနှံပါမှု sorry နော်ခုနထီးကျန်တာလည်းလွယ်သွားဘင်းကုန်းကကြတော့ဆင်းရဲနှံပါမှုတွေတူ고독사ဒီအထီးကျန်တည်ဆုံးမှုတွေလိုမျိုး 같은 뚜니의 사회적 소외 형상လူမှုရေးဆိုင်ရာ 폐진물이고လည်း저희가ရှိလာနိုင်တဲ့အတွက်ကြောင့် 간과할 수 없는 심각한 문제로 대두되어 있까 어머나 릴루슈로미야의 간과하다 릴루슈라 무시하다는 쓰네보노 내내로 업데이트입니다 뭐 그래서 간과할 수 없는 릴루슈로미야나이네 변태의 베트나이네 보발리의 시바이 ဆိုတော့ဒါကိုじゃあရေးထားတဲ့အချက်ကိုပြန်ချုပ်မယ်ဆိုရင်ခုနပြောတဲ့အတိုင်းပဲလူကြီးနေသွားရဲ့အတွက်ကြောင့်မလို့စီးပွားရေးအကျတဲ့မှုတွေရှိမယ်နောက်ပြီးတော့လူငွေရရဲ့အထီးကျန်တာတွေစီးရင်မှုတွေရှိမယ်ဖြစ်လာစေနိုင်တယ်ဒါကကြတော့ဒီတန်းနဲ့ဆရာတို့သူမိတဲ့မိကုံကိုပေါင်းဖြစ်လိုက်တာအဲ့တော့ဘယ်ကနေပထမအစာဒါဒီမိကုံကိုစဖြစ်လိုက်တာနော်ဒီဥဆောင်ဆွဲနေရာနေဆရာတို့သူမိကုံကိုစဖြစ်လိုက်တာဒီဥဆောင်ဆွဲနေရာနေပြီးတော့မှတောက်တို့ကိုအီတာတီကဆောတော့မော်နီတန်းလေးနေငယ်ရေးလိုက်တာဒါဆိုရင်နီတန်းနဲ့ဒီကမိကုံတစ်ခုနဲ့ပေါင်းလိုက်တော့ဆရာတို့တစ်ပိုက်ဖြစ်သွားပါတယ်ကဲဒါဆိုရင်တော့ရမယ်လို့ထင်ပါတယ်ဒါဆိုဆရာနောက်ထပ်တစ်ပိုက်ကိုဆက်ပြီးတော့တွားရအောင်ပါ 나라가 고령화 시대의 문제를 줄이려면 국가적 제도, 당의 우브리야 바이로 상태래. 하나din 우브리야고 자르고 변도비다 지바이 게다도 샤사지요. 이러한 문제를 해결하기 위해 르베드나 비신 문제 국가와 사회는 제도적 장치를 강화해야 한다. 르베드나 비신 모두와နိုင်ငံတော်နဲ့ လူဖွဲ့စည်းတွေကလည်းဒီစနစ်ပိုင်းခြားတွေမှာကျွန်တော်ကပို့ပြီးတော့ပြင်းပြင်းထန်ထန်နဲ့အားကောင်းအောင်ကျွန်တော်ကလှုပ်ဆောင်တည်တယ်ပေါ့နော်အဲ့တော့제도적 장치ဆိုစနစ်ပေါ့နော်ဒီဥပဒေဆိုင်ရာဖြစ်ဖြစ်ဤစနစ်ဆိုင်ရာအစီအမံတွေပေါ့အဲ့လိုမျိုးတွေမှာလည်းကျွန်တော်ကတေချာပြင်းထန်အောင်လှုပ်ဆောင်တင်ပါတယ်노인들이 디 조직적 자립을 이룰 수 있도록 전용 연장이나 징이나 노인 맞춤형 일자리 창출에 힘써야 한다.
အဲ့ဒါကြည့်အောင်ဘာလို့ပဲဖြစ်နေပြီလူကြီးတွေအတွက်စီးပွားရေးရကြက်တဲမှုတွေဖြစ်ပါဆိုတော့လေစီးပွားရေးအရာဆရာကဂျာဒေဖို့အီဒုစီအီတိုရိုဂျာဒေဖို့အီဒုစီအီတိုရိုဆိုတာကကြတော့ဒီကိုဘယ်လိုပြောမလဲကိုယ့်အကိုပဲလုပ်လို့ရအောင်ပေါ့နော်ဘာပဲပြောဒီလူကြီးဖြစ်နေပေမဲ့လည်းကိုယ့်ခြေထောက်ပေါ်ကိုရည်တည်နိုင်အောင်အဲ့လိုပုံစံပေါ့နော်ကိုယ့်ခြေထောက်ပေါ်ကိုယ်စီးရင်နဲ့ကိုဖြစ်အောင်လို့ဆရာတို့ကဘာလုပ်ရမလဲဒီဘာပဲလဲ정령 영장이나 정령 영장가ဒီအငိမ့်စားယူမဲ့တက်တန်းတွေပေါ့နော်ငိမ့်စားယူမဲ့တက်တန်းတွေတိုးမင်းတာပဲဖြစ်ဖြစ်노예 맞춤형 이자를 청년협의소 한다ဆိုတော့ဒီကအငိမ့်စားယူမဲ့တက်တန်းတွေတိုးရင်းလာဖြစ်ဒါမှမဟုတ်လူတွေနဲ့ဒီတက်ကြီးပိုင်းတွေနဲ့ကိုက်ညီမဲ့အလုံးနေရာတွေပေါ့နော်အလုံးနေရာတွေကိုဖန်တီးပေးတာကိုလည်းဆိုတော့အာတော့ခေါ်ဆိုင်တဲ့လှုပ်ဆောင်တင်ပါတယ်ဆရာပြန်ဆိုင်ရမှာဆိုတော့ဒီညသွားလို့ပေါ့နော်죄송합니다 웹사이트မှာ아우러 의료 복지 서비스를 확대하여 건강한 노후를 보장하고 어디 뺐지야 다 빙고 봐보면 아우러서 그리고 따라서 어느 복선을 탑비어 서다이구나 탑비어 표시나가로 다 빙고 의료 복지 서비스 의료저 시구다 진에 받다비어 막 복지 서비스로 디 그러면 서비스 듣고 보너 디 လူကြီးပိုင်းတွေအတွက်ကြတော့လေဆရာတို့ကဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးပေါ့နော်ပုတ်ကြည်စောက်ပေးဆိုတာလူမှုဖူလုံရေးပိုင်းကိုပြောလို့ရတယ်အဲ့လိုမျိုးလူမှုဖူလုံရေးစတဲ့ပုံစံဝန်ဆောင်မှုတွေကိုလည်းဆရာတို့ကဟော့တဲ့တွေဟာရောထပ်ပြီးတော့အာတုခေါ်ဆိုင်လုပ်ပေးရမယ်ပေါ့နော်လူတွေလုပ်ပြီးတော့မှဝန်ဆောင်မှုတွေဆက်ပြီးလှုပ်ဆောင်တင်ပြီးတော့မှကျမ်းမာရေးနဲ့ကျမ်းမာတဲ့ပေါ့နော်ကျမ်းမာတဲ့လိုဟုဆိုတော့ကိုယ့်ရဲ့တက်ကြီးပိုင်းဘဝကိုပိုကြောင့်ဟာကိုအာမခံတခုဖြစ်ထားရှိပြီးတော့မှ노인 정면 커뮤니티 공간을 활성화해 고립을 막는 체계적인 지원 체계를 구체해야 할 것이다. အဲ့တော့ခုနကပြောသလိုဆရာတော်ကဆေးဘက်ဆိုင်ရာမှာလည်းလူပုံလုံးရေးပုံစံမျိုးတက်ကြီးပိုင်းနေတဲ့ထားပြီးတော့မှသူတို့ရဲ့လက်ကျန်ဘွားလေးကိုကြကြမာမာနဲ့ဖြတ်တန်းနိုင်အောင်အာမခံတစ်ခုဖြစ်လှုပ်ဆောင်တင်ပြီးတော့မှလူတွေပဲတည်တန့်ရှိတဲ့ community ပေါ့နော်ဒီလူမှုအဖွဲ့အစည်းတစ်ခုခုနေရာတစ်ခုခုကိုလည်းပဲသူတို့က활성화해 정서적 군립을 막는 이 색반사야 아티자무 뭐너 리얼대표님 아티자무리고 막는 다시 비나임의 체계적인 스내드 잡혀나있는 지원 체계를 이 턱반무 스내드 보살리고 보로상무리고 국제해야 할 것이다. 살라비어 디사우테 말이 나중에 두이와의 채팅고 제가 뱀이 두이와랑 그게 고표라고 제가 이타의 채팅고 제가 뱀 초기 표현의 소인 더 디가가 루지바인이 될 소인 대비 자마이야 소인 대비 전ရှိနေတဲ့အချိန်တော်တွေမှာကျန်းကျန်းမာမာနဲ့နေထိုင်မှုလုပ်နိုင်တဲ့လူကြီးပဲတက်ပြီးစကားပြောလို့ရမယ်နေထိုင်လို့ရနိုင်မဲ့လူပေါ့နော် community တစ်ခုကိုကျတော့လှုပ်ဆောင်တင်ပြီးတော့မှသူတို့ကိုလည်းတေချာလေးထောက်ပံ့တင်တယ်ပေါ့နော်နောက်တစ်ခုလူကြီးကြတယ်အဲ့လိုမျိုးလုပ်လေးလုပ်ချင်သေးတယ်အလုပ်တစ်ခုကိုလုပ်ရမှနေတတ်တယ်ဆိုတဲ့လူကြီးတွေလည်းရှိရဲ့အဲ့လိုမျိုးလူကြီးဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုလည်းပဲအလုပ်တစ်ခုကိုလုပ်ရမှာ နောက်ဆုံးမိကုံးကကျတော့ကျွန်တော်행복한 노후를 위해 우리 스스로 그러나 빈센티네 하야리야 바이심 부가적 노력과 더불어 개인 스스로의 준비도 필수적이다. 나인강의 로사문에 두루에 도리아우 친시자의 빈생무가래 그리고 루아바이 뭐노 행복한 노후를 위해서는 젊을 때부터 체계적인 경제적 계획을 세워 노후 자금을 마련해야 한다. ပျော်ရွှင်တဲ့တကြီးပိုင်းဘဝကိုရရှိဖို့အတွက်ဆိုရင်ငယ်ရွယ်စဉ်အချိန်တုန်းမှာစနစ်တကျနဲ့စီးပွားရေး plan တွေကိုတခြားလေးစီးပွားရေးစီမံကိန်းတွေစီးပွားရေး plan တွေကိုတခြားချမှတ်ပြီးတော့မှကျွန်တော်က 노후 자금사 오자민사ခုနကပြော 오자민사 오자민사고ကျွန်တော်က 마련해야 한다 စနစ်တကျတစ်ခါလေးပြင်ဆင်ထားတဲ့ပေါ့တတ်မှတ်ပြီးတော့ပြင်ဆင်ထားရမယ်အဲ့တော့ကိုယ်ကိုယ်တွေကအလုပ်တွေစူးစမ်းလုပ်ပြီးတော့ကိုယ်အသက်ကြီးလာရင်လည်းငါတို့ 오자민사를ရအောင်ရှာထားမယ်ဆိုပြီးတော့ဒီလိုမျိုးလေးတတ်မှတ်ပြီးတော့ထားတာတင်ပါတယ် 또한 살라비어마 꾸준한 운동과 식습관 관리를 통해 건강을 유지하고 나비어 자료가 많이 살로되네 뭐 블리징하는 거 보면 lâu 다네 애들과 식습관 관리에서 보여 니타의 사다모 보상이네 빠따비어 말에 자료가 자마이고 탱탱나이 lâu sau 비어 마 퇴직 후소라가 자 알로 나래다 ဟိုအလုပ်ထွက်တာအငိမ့်စားယူတာပေါ့နော်ဆိုတော့အငိမ့်စားယူပြီးရဲ့နောက်မှာလည်းပဲဆိုင်မဖို့ဒါမနကိစအင်းနဲ့ကိုယ့်ရဲ့ဘဝကိုဘယ်လိုလဲကိုယ့်ရဲ့ဘဝမှာငါ
အလုံးနားတယ်လို့ငါဘွားရဲ့တန်ဖိုးမရှိအောင်ငါဘာမှလုပ်ချင်မရှိအောင်လို့မဟုတ်ဖိနေအဲ့လိုငိမ့်စားယူပြီးလိုက်ပြီးအလုပ်ကိုနားလိုက်ပြီးဆိုရင်တော့မှကိုယ့်ရဲ့ဘဝကိုပေါ့ငါဘဝကိုဘယ်လိုအလုပ်တွေပဲလုပ်ခဲ့ရငါခုတော့နားကျင်တမ်းပြီးဒီလိုမျိုးတွေခံစားရစေနိုင်မဲ့ချွေမီကိုယ့်ရဲ့ဝါသနာဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်စေတနာဝင်စားလုပ်တာလေးတွေအဲ့လိုမျိုးပုံစံလေးတွေနဲ့ဂျုံရှင်းကြော်ကင်သေးပြီးတော့ဟာနော်ဂျာစေကဖီတို့ဟာတာဒီစိတ်ပိုင်းဆိုင်ရာပြင်ဆင်တဲ့သဘောတရားမျိုးတွေလည်းဆရာတို့ရှိတင်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာเนาะကိုယ်တိုင်ပြင်ဆင်တဲ့နယ်ဟိုကပရိဟိတဘိုင်းနေရလူကြီးဘိုင်းနေရဘာလို့ပရိဟိတသွားလို့ရမှာလဲဆိုရှိတာပေါ့အဲ့ဒါမြန်မာယူဆနဲ့ပြောမယ်ဆိုဆရာတို့ကိုယ့်ရဲ့ဘာသာအရာပေါ့နော်ဘာသာအရာကိုယ့်ရဲ့ဘာသာနဲ့သက်ဆိုင်တဲ့ဘုရားကျောင်းဆောင်တွေမှာဆရာတို့ကကုသိုလ်ယူပြီးတော့လုပ်ဆောင်လို့ရတယ်ဟုတ်ဗုဒ္ဓဘာသာဆိုရင်လည်းပဲဗုဒ္ဓဘာသာဆိုရင်ဘုရားတွေမှာသွားပြီးတော့အာပန်းစီမီကတ်လူတာတွေဒီမျက်စိတွေလှည့်ပေးရတယ်ဟုတ်တယ်မလားနဲ့ကိုနိုင်တဲ့ဘက်ကနေတယ်ဆရာတို့ကပရိဟိတပုံစံမျိုးစေတနာဝန်ထမ်းဖြစ်နေဒါကူလို့ရရပဲအတိကအသက်ကြီးပြီဆိုပြီးတော့ဆရာတို့ရဲ့ဘဝကုံသွားတာမဟုတ်ဘဲနဲ့ပြီးဆုံးသွားတာမဟုတ်ဘဲနဲ့ဒီလိုတွေလုပ်ပြီးတော့ကိုယ့်ရဲ့ဘဝလူတွေတန်ဖိုးရှိအောင်လုပ်လို့ရပါသေးလားဆိုတဲ့အချက်ကိုဆရာတို့ကဆက်ပြီးတော့လှုံ့ဆော်နေတယ်ပေါ့နော်ဆိုတော့ဒီတိုင်းဖြစ်တဲ့ဆရာတို့ကအပိတ်လေးနဲ့ပိတ်ချပါတော့ပဲဆိုတော့အဲ့တော့ကျွန်တော်ကြည့်ကြည့်မယ်နော် carry go နော် carry go ဆိုတော့အနှစ်ပြန်ချုံရမယ်ဆိုရင်တော့ကျွန်တော်ကကိုယ်ရောက်ဟာရှိတဲ့နဲ့PI ဆိုအောင်မျိုးရှိတာနော်တကယ်ကိုသိကြရဲအဲ့တော့အိုမင်းကြီးရောမှုဆိုတာကကျဆရာတို့ကရှောင်လွှဲလို့မရတဲ့လက်တွေပါဆရာတို့လူဆိုရင်အိုမဲတေးမယ်ဟုတ်မနော်အိုနာတေးပဲဒါကလုံးဝဖယ်ရှားလို့မရဘူးလုံးဝရှောင်ဖယ်လို့မရတဲ့အမှတ်တရားဖြစ်တယ်ဒါဆိုဆက်လက်ပြီးတော့မှစာဝဲ jog ခြေတို့ခေဆောင်ကွာခေနဲ့နုံနုံ jogging ဆိုပြီးကဂျိုရတဲ့ irritate ထပ်ပြီးတော့မှဆရာတို့ကလူမှုစနစ်အရတိုးတက်ပြောင်းလဲမှုနဲ့အတူတူပဲတဦးတစ်ယောက်ချင်းစီတိုင်းရဲ့ပြင်ဆင်တခြားမှုတွေကိုဆရာတို့ကဟန်တဦးတစ်ယောက်ချင်းစီရဲ့ပြင်ဆင်မှုပဲခုနကပြောလို့နိုင်ငံရကောကိုယ်တိုင်ရောအဲ့လိုမျိုးပြင်ဆင်လိုက်ပြီးတော့တေချာလေးကိုစနစ်တကျနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဝီညွန့်ငါတို့တွေကကိုလည်း화를 위기가 아닌 새로운 활력의 기회로 전환할 수 있을 것이다. ဒီအိုမင်းဟီယောမှုဆိုတာကကိုယ့်ဘဝမှာတွေ့ရတဲ့အကြက်တဲတစ်ခုကြီးမဟုတ်တော့ဘူးပေါ့နော်ဟိုဝီဂီကအငင်းဆိုတာကကိုယ့်ရဲ့အကြက်တဲတစ်ခုပြောချင်တာစိတ်ငြိစရာရင်အိုလာမှာစိတ်ငြိစရာအဲ့လိုမျိုးကြီးဖြစ်တာမဟုတ်ပဲနဲ့ဇေရိုဟိုက်လောက်ကိုတော့အဲ့တော့ခွန်အားအသစ်တွေနေဖြစ်စီပြီးတော့မှအခွင့်အလမ်းအသစ်တစ်ခုဖြစ်ဇေရိုကချောတာဟိုက်ဆုအီဆုကိုရှိတာပြောင်းလဲနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်တွင်းနေကြလူကြီးဘဝဆိုတော့မကောင်းဘူးအဲ့လိုမျိုးဖြစ်တာတဲ့လူကြီးဘဝဆိုတာဒီငယ်ငယ်တုန်းကပတ်စံနေစုခဲ့တယ်နော်ပတ်စံနေစုခဲ့ပြီးတော့မှဒီအချိန်မှာငါစုရဲ့ဥစ္စာကိုဥစ္စာမင်းစားလေးနဲ့ငါပျော်ရွှင်တာလေးလုပ်ပြီးငါဝါသနာပါလေးပဲလုပ်ပြီးတော့နေသွားမယ်ဆိုပြီးတော့မှကိုယ့်ရဲ့ဘဝကိုအဲ့လိုမျိုးစိတ်ညစ်နေရတယ်ကိုယ့်ရဲ့ဘဝကိုပြန်မြင့်တင်မယ်ခွန်အားသက်အနေနဲ့ပြောင်းပြီးတော့အခွင့်အလမ်းတစ်ခုအဖြစ်နဲ့ဆရာတို့ကပြောင်းလဲလို့ရနိုင်မှာပဲဖြစ်ပါတယ်ကဲဒါတော့ဆရာရေးမိထားတဲ့ပုံစံမျိုးစာလေးပဲဖြစ်ပါတယ်ဆိုတော့ဆရာတို့ဒါတွေရဲ့အချင်းချုပ်ကိုဆရာတို့သွားပြီးတော့ကြည့်ကြည့်အောင်ပါโอเคဆရာတို့တော့အချင်းချုပ်လေးမတော့ခင်မှာဆရာကအခုပြောနေတဲ့ဆရာရဲ့ writing class ကိုဖွင့်လိုက်ပြီပေါ့နော်ဆိုတော့ဆရာတို့ကဒီ writing class မှာဆိုရင်တော့အဓိက main တဲ့ topic 15ခုကိုဆရာတို့သင်ကြားပေးတော့မှာဖြစ်ပါတယ်class type ကတော့စတော့ zone နဲ့လုပ်ဖို့စီစဉ်ထားပေမဲ့ဆရာတို့ရဲ့ဒီမြန်မာနိုင်ငံအချိန်တွေကမိအချိန်တွေရောကျောင်းသားတွေရဲ့အချိန်တွေကလည်းညှိမိရမှာဆိုရတဲ့ဆရာရဲ့ private class လေးရတယ်နည်းနည်းလေးများနေတာဖြစ်တဲ့အတွက်ဆရာ video class ကိုစပြီးတော့လုပ်လိုက်ပါတယ်ဆိုတော့ဒီတိုင်းထဲမှာဘာတွေတင်ပြမလဲဆိုကြတော့ daily update ပေါ့နော်ဒီတိုင်းကိုလေ့လာဖို့ရော့အင်းဆိုပြီးတော့အကုန်လုံးချတာမှမဟုတ်ပဲနဲ့ဆရာတို့တစ်နေ့ကို2ပုံနှုံးနဲ့ဆရာကတင်ပေးထားမှာဖြစ်ပါတယ်15ပုံဆိုတော့ဆရာတို့9ရက်ရှိရလောက်ပဲကြာမယ်ပေါ့နော်တစ်ပတ်လောက်နဲ့ကြာမှာဖြစ်ပါတယ်အဲ့ဒီမှာဆရာတို့ကဒီရေးသားနည်းနဲ့အတူတူပဲဒီအခုဆရာတင်ကြားပေးခဲ့တယ်လို့ဆရာ passage တိုင်းကိုရေးသားပြီးမှဖြစ်ပြီးတော့မိကုန်းတစ်ခုချင်းစီတိုင်းအတွက်အဓိကမှတ်ထားတဲ့နှုတ်လေးတွေကိုဆရာတင်ကြားပြသပေးမှဖြစ်ပါတယ်အဲ့တော့ဒီလာမယ့်တစ်ခါဒီဆာမွေးမှာပေါ့နော်ဒီဆာမွေးမှာမင်းနိုင်လောက်မဲ့ခေါင်းစဉ်လေး15ခုပြင်ဆင်ထားတာဖြစ်ပြီးတော့အဲ့ထဲမှာလည်းမင်းနိုင်ရှိလည်းရှိနေတယ်လို့မင်းနိုင်ရှိလည်းမရှိတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကပြောရတဲ့ဟာကဆရာတို့50အချိန်လေးတစ်ခုတော့ရှိမယ်အဲ့တော့တပ်ပိတ်ဆာမွေးဆိုတဲ့ဆရာတို့ကအတိအကျကြီးမင်းနေတာမဖြစ်နိုင်တဲ့အတွက်မင်းနိုင်လို့ကောင်းမယ်မင်းလို့ကောင်းမယ်ခေါင်းစဉ်မျိုးစားကိုပဲ15ခုစုပေးထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ video class ဆိုပြီးတော့ကျွန်တော် video class ပဲပြောတာမဟုတ်ဘဲနဲ့ဆရာနဲ့အတူတူတစ်ပတ်တစ်ခါဆုံးမိတင်မှာကျွန်တော်စစ်ဆေးပေးမယ်ပေါ့နော်ဆရာတို့ဒီစာမေးပွဲမတိုင်ခင်မှာဆရာတို့အပတ်တိုင်းမှာဆရာတို့တစ်ပတ်မှာတစ်ခါဒီဆရာသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ဆရာရေးထားတဲ့စာပိုက်တွေနဲ့ပတ်သက်ပြီးတော့မှဆရာနဲ့အတူတူဆုံးမှာဆွေးနွေးလို့ရတယ်ကိုရေးထားတာလေးမေးချင်တာလည်းပဲဆုံးမှာတိုက်ရိုက်မေးလို့ရပါတယ်နောက်ပြီးတော့ဆရာရေးထားတဲ့ပုံစံပြင်ကို idea လေးနဲ့ကိုရေးချင်တယ်ဆရာပေးတဲ့ note တွေကိုအသုံးပြုပြီးတော့ထပ်ပြီးတော့ကိုယ့် version နဲ့ကိုပေါ့နော်ဆရာပေးတဲ့ idea ကိုပဲကို version နဲ့ကိုရေးနေတယ်လို့ကို idea လေးတွေနဲ့ပဲထပ်ရေးပြီးတော့အင်စာလေးတွေစစ်ပေးပါအောင်ဆိုရင်အင်စာလေးတွေစစ်ပေးရနောက်ပြီးတော့ကောင်းလို့
တော့ကောင်းတဲ့vocab လေးတွေသုံးလို့ကောင်းမဲ့ phrase တွေကိုလည်းဆရာတို့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့သင်တန်းကြီးကတော့ဆရာရဲ့ဒီ page ပေါ့နော်ဒီ Korean language မှာမြန်မာ page မှာလည်းစုံစမ်းနိုင်ပါတယ်အခုဆရာရဲ့ page ဆရာဆွမ်း page ကလည်းခုပြန်ရသွားပြီပေါ့နော်တနည်းညာဆရာပြန်လုပ်ကြည့်ရပြန်ရသွားဖြစ်တဲ့အတွက် Korean language မှာမြန်မာ page မှာလည်းစုံစမ်းနိုင်တယ်လို့ဆရာဆွမ်း page မှာလည်းဆရာလာပြီးတော့စုံစမ်းလို့ရပါတယ်ဒါပေမဲ့မြန်တာတော့ Korean language မှာမြန်မာတော့နည်းနည်းလေးပို့ပြီးတော့မြန်ပါတယ်နောက်ပြီးတော့ဆက်စချင်းစောစောလေး add တဲ့900အတွက်လည်းဆရာက discount လေးနဲ့ထားပေးထားပါတယ်ခင်ဗျအားလေးဘက်တွေတဲ့900ပေါ့နော်အားလေးဘက်900အတွက်လည်းဆရာရဲ့ဒီ topic writing ဒီ intensive class လေးကိုdiscount လေးထားပေးထားပါတယ်ဒါကတော့တလက်စားတဲ့အတန်းလေးကိုကျင်ထားပေးထားဖြစ်ပါတယ်ခင်ဗျကဲဒါဆိုရင်ဆရာတို့ခုနပြောတဲ့ပုံစံရဲ့အတူတူလေးတွေကြည့်ကြအောင်ပါအဲ့တော့ခုနပြောသွားတဲ့မွန်းကျဲပေါ့ဟိုလျောင်းရှိတဲ့မွန်းကျဲကြောင့်ねဒီလိုမျိုးဖြစ်လာနေတဲ့ပြဿနာရဲ့တွေကဘာရှိလဲပထမဆုံးအနေနဲ့경제적အရာဆိုရင်တော့စီးပွားရေးအရာဆိုရင်တော့노동 인구가 감소하여 경제 성장이 더뎌지고 노인 부양을 위한 국가 재정 부담이 커진 뭐အလုံးလုံးမဲ့သူနေလာတဲ့အတွက်ကြောင့်မလို့စီးပွားရေးနှိကွေးလာတွေဖြစ်လာနိုင်စေတယ်လို့နိုင်ငံကနေပတ်သက်ပြီးတော့လည်းဒီလူကြီးတွေကိုထောက်ပံ့စီကလည်းပို့ပြီးတော့များလာတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဝင်ထုတ်ဝင်ပို့တွေဖြစ်လာစေနိုင်ပါတယ်โอเคနော်နောက်တစ်ခုကစာဝဲဆောင်မွန်ကျဲလူငွေဆိုင်ရာပြဿနာတွေနဲ့တော့ဒိုရင်းပင်ကုန်းမွန်ကျဲပါလူတွေကနေနဲ့ဆင်းရဲလွမ်းပါလာရင်စီးပွားရေးမကောင်းတော့ဆင်းရဲတာပေါ့ဆင်းရဲလာပြီးတော့မဟွန်ကြစုကုံခုနပြောတဲ့အထီးကျန်တည်ဆုံးတာတွေစသဖြင့်ဒါတွေကိုဖြစ်လာစေပြီးတော့မှကိုတို့စာတန်းစဝဲ형산ဟွာပေါ့နော်ပြီးတော့အထီးကျန်တည်ဆုံးခြင်းကဲ့သို့ဖယ်ခြင်းခံရမှုထောက်ရတာကလူဆိုတော့လေးတိတ်ပြီးတော့စကားကြီးတိတ်မပြောချင်ကြအောင်လေလူကြီးပိုင်းနေကြတော့အဲ့လိုဖယ်ခြင်းခံရပြီးတော့တယောက်တည်းတီးတိုင်ဖြစ်ပြီးတော့အထီးကျန်ပြီးတော့ဆရာတော်ကတည်ဆုံးတာတွေလည်းဖြစ်လာနိုင်ပါတယ်ပေါ့နော်အဲ့လိုတည်ဆုံးတာတွေဆူရလာနိုင်ဖြစ်လာနိုင်ပါတယ်ဒုတိယမိကုန်းအနေနဲ့ကကျတော့ကုကကြောင့်ခြေတို့ကြောင့်လုံးရောက်ပေါ့နိုင်ငံတော်ရနိုင်ငံရဆရာတို့ကစနစ်ပိုင်းပိုင်းလှုပ်ဆောင်တင်လဲဆိုရင်တော့စီးပွားရေးရကြီးဝန်းပံ့ပိုးမှုတွေလှုပ်ဆောင်တင်နေ정년연자및노인일자리창출을 통한 노인의 경제적 자립 자원ဒီငင်းစားယူမဲ့တက်တန်ခုနကပြောလို့ဆရာအလုံနာမဲ့တက်တန်ကိုဆရာကတိုးမြင့်ပေးရတယ်ဒီလူကြီးတွေအတွက်ကိုလည်းအလောက်ကိုင်းနေတဲ့ဖန်တီးပေးရပါတော့လူကြီးအနေနဲ့ပေါ့ပါလေးလုံးလို့လည်းရမယ်သူတို့တကိုယ်ကြီးစားသုံးစီလေးရလောက်မဲ့ဥစ္စာတွေကိုရှနောက်ပေါ်ကိုရက်တီလို့ရနေအောင်ကိုရှနောက်ပေါ်ကိုရက်တီရဆိုတာဗျအလွယ်ပြောရင်ဒီရွယ်ကြီးကြတော့လေကိုရှနောက်ပေါ်ကိုရက်တီလာတယ်လေရှီရကိုငယ်ရွယ်တုန်းကလေကိုဒီကရေးထားရင်ကိုရှနောက်ကိုရက်တီရဆိုတာကကြတော့ဒီတက်ကြီးပိုင်းအနေနဲ့တက်ကြီးသွားတဲ့ခါမှာလည်းသူတို့ရဲ့တကိုးရေးစားပေါ့နော်တကိုးသုံးဖို့အတွက်ပတ်စံလေးလုံလောက်အောင်အဲ့လိုအလုပ်ကန်အချို့လေးတွေသူတို့လုံနိုင်လောက်တဲ့အလုပ်လေးတွေဖန်တီးပေးတာလေးလုပ်တင်တယ်ပါတယ်ပေါ့နော်နောက်ကဘိုဂျီမင်အင်ဖူတာပေါ့နော်ကျွန်တော်လူမှုဖူလုံရေးပုံစံလိုမျိုးနဲ့ကျွန်တော်အခြေခံအဆောက်အအုံတွေဘာတွေလှုပ်ဆောင်တင်လဲပေါ့အဲ့တော့ 의료복지 확대 및 노인 전용 커뮤니티 건강 조성ဆေးဘက်ဆိုင်ရာကျွန်တော်ကဝန်ဆောင်မှုတွေလူမှုဖူလုံရေးပုံစံမျိုးတွေလှုပ်ဆောင်တင်ပြီးတော့မှဒီလူကြီးတွေအတွက်ကိုလည်းကျွန်တော်တည်တဲ့ community တစ်ခုအနေနဲ့ထားရှိပေးရပေါ့ဘိုးဘွားရိပ်သာဆိုတာလည်းကောင်းတော့ကောင်းမဲ့မြန်မာနိုင်ငံမှာကျဘိုးဘွားရိပ်သာကျတော့မဆောက်ရှောက်နိုင်လို့လာပြီးတော့ထားတဲ့ပုံစံမျိုးကြီးလေအဲ့လိုမဟုတ်ဘဲနဲ့ဆရာတို့ဒီလူကြီးတွေအတွက်ပေါ့နော်အဲ့တော့မိဘဘယ်လိုလဲတာသမီးဆောက်ရှောက်နိုင်မဆောက်ရှောက်နိုင်ဆောက်ရှောက်တာပဲဖြစ်ဖြစ်မဆောက်ရှောက်တာပဲဖြစ်ဖြစ်ဒီတိုင်းလူကြီးတွေသူတို့ချင်းချင်းစကားပြောလို့ရနိုင်ဖို့အတွက်တည်ရမလား community တစ်ခုလှုပ်ဆောင်ပေးထားပေါ့နော်အဲ့လိုမျိုးကြီးလှုပ်ဆောင်တင်တယ်လို့ထင်မိပါတယ်တတိယချက်အနေနဲ့ကじゃကိုယ်တိုင်ပြင်ဆင်ရမှာကျတော့ဆရာခုနကပြောလို့စီးပွားရေးရတာအဓိကကြီးစီရပါအဲ့တော့젊은 시절부터 노 자금을 체계적으로 마련 공예리리야 오사민사리 되디자 버상고 수상타되네 건강민 정신적 대비와 짜마이야 세배사 미생물이 내요 꾸준한 건강 관리와 퇴직 후 보람을 느낄 수 있는 취미 보소 활동 뭐 짜마이고 얘기유사이 비어 맞아요 알로나비에 알로나에 아마 ပေးစီလာဖြစ်ဖြစ်အလုံနာပြီးနောက်မှာလည်းပဲကျတော့ကိုယ့်ရဲ့စိတ်ချနှံမှုရရှိနိုင်မဲ့ဝါသနာလေးလောက်တာလေးနောက်ကိုကဒီစေနာဝန်ထမ်းဆိုတာဆရာခုနကပြောဘာသာရေးဆိုရင်လည်းဘုရားသွားကြောင်းတက်လေးမှာဝေယဝိစာလေးနေငယ်ကူတာလေးတွေကိုယ့်ရဲ့စိတ်ကိုလမ်းဆိုင်မဲ့ကိုယ့်ရဲ့စိတ်ကိုအေးချမ်းအောင်လုပ်မဲ့အလုပ်ကလေးတွေပေါ့ဝါသနာပြုမှုလေးတွေကိုရှာဖွေထားတာလည်းပဲဆရာတို့ရဲ့ကိုယ်ကိုယ်တိုင်ပြင်ဆင်ခြင်းလုပ်ဆောင်တင်တယ်လို့ထင်မိပါတယ်။ဒါဆိုရင်တော့ဆရာဒီနေ့ရှင်းပြပေးတာကြတော့အဲ့တော့ခိုလျောင်း화재ပေါ့နော်ဒီပြဿနာပေါ့ဒီလူကြီးတွေများလာတဲ့ဒီလူကြီးများလာရင်ဆိုရင်ပြဿနာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့တင်တဲ့ပုံစံမှာလည်းမေးချင်တာရှိလို့ရှိရင်လည်း comment မှာလည်းကျွန်တော်ရေးထားပေးလို့ရပါတယ်ဆိုတော့နောက်ထပ်တင်မယ့်သင်ခန်းစာဗီဒီယိုတွေကိုလည်းအမြဲတမ်းကြည့်ရှုလို့ရနိုင်အောင်ဆရာ YouTube channel ကိုလည်း like and subscribe ပေးဖို့မမေ့ပါနဲ့သဘောကျရင်ဆိုရင်လည်း share တော့ပေးလို့ရတယ်နော်ကိုယ့်ရဲ့ဒီ message တွေကိုလည်း share ပေးလို့ရပါတယ်အဲ့တော့ဆရာခုနပြောတဲ့အတန်းလေးကအားလေးဘက်တွေကလည်း900က discount ပေးထားမို့လို့ဒီ900စင်တဲ့ပါဝင်ရောဆရာရဲ့ chat box တွေမှာလည်းတစ်ချက်လောက်အတန်းစီလေးမိထားဖို့မြစ်တာရင်ခံချင်ပါတယ်그러면 제가 오늘 영상을 여기까지만 하겠습니다. 여러분 수고하셨습니다. 다음 영상에 봐요.